စီရင်ခံစာရဲ့အကြံပြုချက်တွေထဲမှာမိသားစုစီမံကိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါပါတယ်ဆိုတော့ဒီမိသားစုစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဆရာမကြီးရဲ့အဓိကစိတ်ကူးလေးပေါ့ကော်မရှင်ရဲ့စိတ်ကူးလေးအဲ့ဒါလေးရှင်းပြပါခင်ဗျအဲ့ဒီအမျိုးသမီးတွေကိုဘင်္ဂလီအမျိုးသမီးတွေကိုဘာဖြစ်ရှင်းလို့ဒီလောက်ကလေးအများကြီးယူလဲလို့ရှင်းလို့ဆင်းရဲတာပေါ့လို့သူတို့ကလည်းပြောတယ်ပတ်စံမရှိဘူးဘာဘူးညာဘူးရှင်းဆင်းရဲတာပေါ့လို့နောက်ကိုယ့်ဘက်ကိုပြောတယ်ကျမတောင်လို့ကလေးကတယောက်တည်းပေါ့ဒါတောင်ပညာသင်မေးရတာစိတ်ကမသေးဘူးပေါ့အဲ့လိုပြောတော့သူတို့ကဘလို့ပြောတယ်အောင်းမင်းတော့ဒါအစပိုင်းကသူတို့ကိုတယောက်တော့သူကမတားခင်ပေါ့လေဘလို့ပြောလဲဆိုတော့ဆေးတောက်လို့ရတယ်တဲ့သူတို့တွေကဗမာစကားကောင်းတတ်တဲ့တယောက်ကပြောတယ်ဘာလို့ဆိုလူတိုင်းလည်းဗမာစကားမတတ်ဘူးဆေးတောက်လို့ရတယ် UN ကတားဆေးတွေပေးထားတယ်တဲ့ဒီ contraceptive တွေအဓိကပေးတာတော့ကျွန်မသိပါတယ် UNFPA ရပေါ့ဆိုတော့ပေးထားတယ်ဒါပေမဲ့တဲ့ကျမတို့မတောက်ရဲဘူးတဲ့မဝီဆီယာတွေရတဲ့ငရဲကြီးတဲ့ပြောလို့တဲ့ကျမတို့လည်းငရဲကြီးလိမ့်မယ်တဲ့ဒီတားဆေးတောက်ရင်တဲ့အဲ့တော့အဓိကဒီအမျိုးသမီးတွေကပညာလည်းမတတ်ဘူးရှင့်ဒီသူတို့ဒီအရွယ်ရောက်တာနဲ့သူတို့တက်နေတဲ့ကြောင်းကနေမဝီဆီယာတွေရောသူတို့မိဘတွေရောပေးမတက်တော့ခေါ်သွားပြီးဒီယောက်ျားပေးစားပလိုက်တယ်ဆိုတော့ဒီလိုအဖြစ်မျိုးကိုကျမတို့သိလာတော့အော်လို့ဒါအရင်အစိုးရပေါ့အရင်အစိုးရကတာဝန်ရှိတယ်သူတို့ပညာမတတ်တာကဘာလို့ဆိုသူတို့လည်းကြောင်းတက်ဖို့တွေပါမလွယ်တာဟိုအရင်အစိုးရတာဝန်ရှိတယ်အဒီကြားထဲမှာဒီလိုတွေဖြစ်နေတော့အဓိကကလေးမယူရင်ရတယ်တကယ်တော့အစ္စလာမ်သာသနာနဲ့ဘာမှမဆိုင်ဘူးဆိုကျမလည်းဒီမွတ်စလင်တိုင်းပြည်တွေမှာလှုပ်ဖို့တော့သိတယ်အဲ့တော့တကယ်တော့ဒါပညာမတတ်တဲ့လူတွေရဲ့ပြောတဲ့စကားပေါ့လေအဲ့တော့ဒီအကြောင်းတွေတော့ပညာပေးသင့်တယ်ဆိုတော့အဲ့ဒီ idea မှာကျမတို့အခြေခံပြောတာပါအတဲအရမလှုပ်ဖို့လည်းမဟုတ်ပါဘူးဒီသူတို့ဒီမွေးနှုံးကတက်ကိုမြင့်လွန်ကြည့်တယ်မိမတယောက်ကို10ယောက်12ယောက်နောက်ယောက်ျားတယောက်ကလည်းမိမတယောက်မကယူနိုင်တယ်ဆိုတော့အဲ့ဒါကြောင့်ဒီနေ့ကြည့်မယ်ဆိုရင်ဘူးသီးတောင်မောင်တော်ဘက်မှာ94%ကဘင်္ဂလီတွေ6%ပဲရခိုင်နဲ့ဗမာတွေအဲ့တော့စဉ်းစားကြည့်ပေါ့ဘယ်သူကလူနည်းစုဘယ်သူကလူများစုလဲဆိုတာဟုတ်ကဲ့ဒီအကြံပြုချက်ထဲမှာပဲပါတယ်1982ခုနှစ်နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးတော့ဆရာမကြီးတို့ရှင်းထားတာရှိပါတယ်ဆိုတော့ဒီနိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်တဲ့အကြံပေးချက်တိုင်းရင်းသားဖြစ်မှုနဲ့ဆိုင်တဲ့အကြံပေးချက်အဲ့ဒါလေးလည်းသိပြရစီဒီလိုကျမတပည့်တွေထဲမှာလည်းမွတ်စလင်ဘာသာဝင်နေဒီဘူးသီးတောင်မောင်တော်ဘက်ကကိုရှိတယ်ကျမတို့လည်းခေါ်ပြောတယ်ဒီမွတ်စလင်ဟိုတငယ်ချင်းတွေလည်းပြောတယ်ဒီကျမတို့အခုဖြစ်နေတဲ့ပြဿနာကဒီမွတ်စလင်နဲ့ဗုဒ္ဓဘာသာပြဿနာထက်တရားမဝင်လာပြီးဒီ illegal immigration လို့ခေါ်တဲ့တရားမဝင်လာတဲ့လူတွေတော်တော်များများကဆင်းသက်လာတဲ့ဆင်းသက်ပေါက်ဖွာလာတဲ့လူမျိုးစုတွေမို့လို့ဖြစ်နေတာဖြစ်နေတော့ကျမတို့အနေနဲ့ကိုယ်ကပြပြပြောရမယ်ကျမအကောင်းဆုံးဥပမာတစ်ခုပေးမယ်တရုတ်လူမျိုးကျမတောင်ကြီးရပါတောင်ကြီးမှာလည်းတရုတ်တွေအများကြီးပဲတချို့တရုတ်တွေကဟိုအရင်တုန်းကပြည်ကြီးကနေဝင်လာတယ်ဝင်လာပြီးနိုင်ငံသားမဖြစ်သေးဘူးနောက်နှစ်ရှည်လများကြာသွားတော့တဘာဝကြာပါတယ်နိုင်ငံသားဖြစ်တယ်ဒါပေမဲ့သူတို့ဘယ်အချိန်ကမှမြန်မာတိုင်းရင်းသားလို့မပြောခဲ့ဘူးအဲ့တော့1980နှစ်နိုင်ငံသားဥပဒေမှာနိုင်ငံတော်ကသတ်မှတ်ထားတာတိုင်းရင်းသားကဘယ်သူဆိုတာသတ်မှတ်ထားတယ်အဲ့ဒါနဲ့မကောက်ဘူးဒီမြန်မာစာပမောက္ခတို့ဘာလို့မေးကြည့်လဲသိပါတယ်ကျွန်မဒီကိစ္စစလုပ်တော့ကလည်းကျွန်မမေးသေးတယ်တိုင်းရင်းသားဆိုဒီမှာလူများစုကနားလည်ထားတာနောက်နိုင်ငံတော်ရဲ့ဥပဒေတွေပြဋ္ဌာန်းထားတာကဟိုးအရင်အင်္ဂလိပ်တွေစပြီးဒီမြန်မာနိုင်ငံကိုမဝင်လာခင်ကတည်းကရှိတဲ့လူတွေစီကဆင်းသက်လာတဲ့လူတွေကိုတိုင်းရင်းသားလို့ခေါ်ပါတယ်ရှမ်းတို့မွန်တို့ရခိုင်တို့ကမန်တို့ချင်းတို့ဒါတွေအလုံးပါပါတယ်မျိုးနွယ်စု135စုအဲ့ဒီထဲမှာတရုတ်မပါဘူးဘင်္ဂါလီမပါဘူးအိန္ဒိယနိုင်ငံကအိန္ဒိယသားတွေမပါဘူးနီပေါနိုင်ငံကဂေါ်ရခါတွေလည်းမပါဘူးဥပမာကျွန်မပြောပြတယ်အဲ့တော့ဒီနိုင်ငံသားဥပဒေအရဆိုရင်မင်းသူမဆိုပေါ့လေရှောက်လို့ရှိရင်အချက်တွေနဲ့ကိုက်ညီရင်နိုင်ငံသားရမှာပဲဒါသူ့အချက်တွေအများကြီးရှိပါတယ် criteria ရှိတယ်ဒါနိုင်ငံတိုင်းရှိတဲ့ဥပဒေပါနော်ဆိုတော့တဘောကသူတို့လည်းရှောက်နိုင်တာပဲဒီဘင်္ဂါလီတွေရခိုင်ပြည်နယ်မှာ
နေတဲ့ဘင်္ဂါလီတွေရှောက်နိုင်တယ်ရှောက်ကြပေါ့ဒါပေမဲ့ကိုတိုင်းရင်းသားလို့မခေါ်ပါနဲ့အဲ့လိုခေါ်တဲ့အခါမှာလူတွေကရခိုင်တွေကလည်းစိတ်တူတယ်မြန်မာလူမျိုးတွေကလည်းစိတ်တူတဲ့လူတွေအများကြီးရှိတယ်အဲ့တော့အလကားနေရင်ပြဿနာတက်တယ်နောက်ကျမတို့အနေနဲ့ဒီဥပဒေကိုလည်းပြင်ပခွင့်မရှိဘူးကျမတို့ကော်မရှင်အနေနဲ့သူတို့အနေနဲ့လည်းဘင်္ဂါလီအနေနဲ့လည်းဘာမှဥပဒေကိုအဲ့လိုအခုချက်ချင်းပြင်ပြီးဆိုတာတောင်းဆိုခွင့်မရှိဘူးဥပဒေပြင်ညာကျမတို့မဟုတ်ဘူးအခုခေတ်မှာတော့ဥပဒေကိုမကြိုက်ဘူးလူများစုကမကြိုက်ဘူးဘာညာဆိုတင်မော့ပါလီမန်စီတင်လွှတ်တော်စီတင်အဲ့လိုပဲလုပ်ရမှာပဲလေဆိုအဲ့ဒါပြောတာတိုင်းရင်းသားနဲ့နိုင်ငံသားကိုကွဲပြားမြင်ရမယ်တရုတ်မျက်နှာဖြူဖြစ်တဲ့အင်္ဂလိပ်လူမျိုးကဲထားပါတော့ဂေါရခါဘင်္ဂါလီအိန္ဒိယလူမျိုးဒါတွေအားလုံးကနိုင်ငံသားရှောက်ခွင့်ရှိတယ်ရှောက်နိုင်တယ်တိုင်းရင်းသားကရှောက်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးနော်တိုင်းရင်းသားကကိုယ်မွေးရပါ1823ခုမတိုင်ခင်ကမြန်မာပြည်မှာရှိတဲ့လူမျိုးစုတွေကနေဆင်းသက်လာတဲ့လူတွေအဲ့တော့ကျမတို့ရှမ်းနေပါတယ်ရောပါတယ်ဟုတ်ကဲ့ပါဒီနိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကိုအကောင့်ထဲပေါ်တာဝန်ယူကြတဲ့လူတွေကြားထဲမှာအကျင့်ပြတ်ချစားတာတွေရှိတယ်ဆိုတာကရောဘယ်လောက်ထိကြီးမားတဲ့ပြဿနာလဲခင်ဗျာကျမတို့စစ်ဆေးရတာတည်တယ်လို့ပေါ့လေကျမကောလာဟလာဆိုလည်းမပြောပါဘူးကျမတို့လဝကမှာလုတ်ခဲ့တဲ့လူတွေကိုလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကလုတ်ခဲ့တဲ့လူတွေကိုအင်တာဗျူးလည်းလုပ်တယ်ရခိုင်လူကြီးတွေကိုလည်းအင်တာဗျူးလုပ်တယ်အဲ့ဒီကဘာတွေ့ရလဲဆိုတော့လက်စားမှုအဂတိလိုက်စားမှုရှိပါတယ်ဒီဘင်္ဂါလီတွေကလည်းပတ်စံကတခြားကရစရာလည်းရှိတယ်သူတို့ပတ်စံလည်းရှိတယ်အဲ့တော့ဒီလိုလက်ထိုးပြီးဥပမာဒီစာရွက်စာတမ်းတွေမပြည့်စုံတာတော့ဒီမှာနေခွင့်ရတာဒီပါတွေကြတော့စပြီးပฏิပတ်ခါကိုစပြီးအစပြိုးလိုက်တာနဲ့တော့တူတယ်ဘာကြောင့်လို့ဒီရခိုင်လူမျိုးတွေရဲ့ငကိုနေတဲ့မြေတွေကိုတဖြည်းဖြည်းဝါမျိုးသွားတာပေါ့ပတ်စံရှိတော့ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလူခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကအစိုးရပေါ်အပြင်းထန်ဝေဖန်ပါတယ်ဆမိုင်းလက်သိမှာပါအဲ့ဒီပေါ်မှာဆမိုင်းဘယ်လိုသဘောရပါလဲခင်ဗျာကျမအရင်တုန်းက UNICEF မှာဌာနေကိုယ်စားလှယ်တရုတ်ပြည်မှာဖြစ်တော့ကျမရဲ့ program ကကျမရဲ့တောင်းဝန်ကတော်ကြီးမားတယ်ပေါ့လေအဲ့ဒီဘာလို့ဆိုတရုတ်ပြည်ကအကြီးဆုံးနိုင်ငံကိုကမ္ဘာအကြီးဆုံးနဲ့ကျမတို့ဒီတိုးတက်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင်းဝန်အကြီးဆုံးရှိတဲ့နိုင်ငံကျမအဲ့ဒီမှာအုပ်ချုပ်တယ်ဆိုတော့ခဏအဲ့ဒီ Human Rights Watch နဲ့ကျမတွေ့ရပါတယ်ကြုံတယ်ကျမဘာတွေ့လာလဲဆိုသူတို့ကဒီကျမတို့အဖွဲ့တွေကဟိုတခါ press conference ပေးတော့လို့ပဲအဲ့တော့ကိုသူရတို့ကိုကြီးတို့ပါပါတယ်ကျမအနေနဲ့ပြောမယ်ဆိုသူတို့ပြောတာကိုကျမညှင်းပယ်ပါတယ်ကျမ reject လုပ်ပါတယ် Human Rights Watch ကလည်းအမြဲတရားမျှတတာမရှိပါဘူးသူတို့ဒီကျမနိုင်ငံလိုက်တော့မပြောချင်ဘူးပေါ့လေဒီနေရာမှာဒါပေမဲ့တချို့နိုင်ငံတွေကလူအခွင့်အရေးချိုးဖောက်တဲ့နိုင်ငံတွေအများကြီးရှိတယ်သူတို့အဲ့ဒီနိုင်ငံတွေလက်ညှိုးမထိုးဘူးတချို့နိုင်ငံတွေတချို့အစိုးရတွေကိုပဲလက်ညှိုးထိုးတယ်ကျမတို့အနေနဲ့လည်း Human Rights Watch က UN အဖွဲ့အစည်းလည်းမဟုတ်ဘူး UN အဖွဲ့အစည်းဖြစ်တာတော့မှကျမတို့နိုင်ငံကဒီအင်္ဂလိပ်လိုခေါ်တဲ့ sovereignty ဆိုတာရှိတယ်ကိုယ့်နိုင်ငံရဲ့ဘယ်လိုခေါ်တော့အချုပ်ချာအာဏာပိုင်ရှိတယ်လေအဲ့တော့ give size ရမလို့ပါဘူး Human Rights Watch ဒါပေမဲ့မှားနေတယ်ဘာကြောင့်မှားနေလဲဆိုတော့ဒီ Human Rights Watch ကရောဟိုအရင်တော့ UN ပေါ့လေအခုကျမတို့ပြောလို့ UN ကလည်းအဲ့လိုတော့မလုပ်တော့ဘူးကင်တာနာတို့ပါလို့ဆိုလို့ရှိရင်သူတို့ကတစ်ဖက်ကိုပဲ interview လုပ်တယ်ဒီရခိုင်ဘက်ကိုဘယ်တော့မှသွားပြီးမတွေ့ဘူးရခိုင်ဘက်ကဖိနှိပ်နေတယ်ဆိုပြီးရခိုင်နဲ့ဒီမှာရှိတဲ့အစိုးရနဲ့သူတို့ကအတူတူဒွန်တွဲပြီးရောပြောတယ်ဆိုဘင်္ဂါလီဘက်ကိုပဲ interview လုပ်တော့ဟိုမှာငိုလိုက်ဘာလိုက်ဆိုတော့တနာတာပေါ့လေဒါကတော့လူပဲဟုတ်တယ်မလားဆိုတော့အဲ့ဒီတစ်ဖက်ကိုပဲ interview လုပ်ထားတဲ့လူတွေရဲ့ report ကိုကျွန်မလုံးဝညှင်းပယ်ပါတယ်လုံးဝအလေးမထားပါဘူး Human Rights Watch တင်မကဘူးတော်တော်များများအဖွဲ့အစည်းတွေကတစ်ဖက်တည်းကို BBC ကအစတစ်ဖက်တည်းကိုပဲသူတို့ interview လုပ်ပါတယ်ရခိုင်ရဲ့ viewpoint ကိုမမေးဘူးရခိုင်လူမျိုးကလည်းတော်တော်ခံစားခဲ့ရတယ်ဒီယာစုလိုက်ကိုခံစားခဲ့ရတယ်ဆိုတာသူတို့သဘောမပေါက်ဘူးဒါကော်မရှင်ရဲ့အကြံပြုချက်တွေထဲမှာဒီဒေတာတွင်းမှာ FM radio ရဲ့နောက်ရုပ်သံလိုင်းရဲ့ဖွင့်ပေးဖို့ဆိုတာတွေပါပါတယ်အဲ့ဒါကဘယ်လိုစိတ်ကူးမျိုးပါလဲ
ပုဂ္ဂလိကပိုင်းလားအများပိုင်းလားဘယ်လောက်မြန်မြန်အကောင့်ထဲဖော်စီချင်တာပါလဲခင်ဗျာအဲ့လိုစောစောကပြောတဲ့အတိုင်းပဲလေဒီဘင်္ဂါလီလူမျိုးတော်တော်များများကသူတို့မာလူရီလို့ခေါ်တဲ့ဒီပလီဆရာတွေစာတင်ဆရာတွေကလွဲလို့စာမတတ်ကြဘူးသူတို့စာမတတ်တဲ့ပြင်ရခိုင်စကားလည်းမပြောဘူးဗမာစကားလည်းပြောတာမပြောဘူးရှားတယ်သူတို့မေးကြည့်တယ်သမဒယူဦးသိန်းစိန်သိလားမသိဘူးဘဒူမှန်းတော့မသိဘူးအဲ့လိုဆိုဘဒူမှသူတို့မသိဘူးဆိုတော့ဘာမှလည်းဗမာသတင်းစာလည်းမဖတ်နိုင်ဘူးသတင်းလည်းသူတို့နားထောင်မှာမဟုတ်ဘူးရေဒီယိုမှာဆိုတော့မှားယွင်းတဲ့အယူဆတွေဝင်လာတာပေါ့ဆိုတော့အဲ့လိုလူတွေကိုပညာပေးဖို့နောက်ဘာသာစကားတစ်ခုဆိုတာလဲရေဒီယိုတို့ TV တို့နားထောင်ရင်ပုံမြင်မြန်တက်ပါတယ်ကျမတို့ဒီလိုပဲသင်ခဲ့ရတယ်ပဲနိုင်ငံခြားဘာသာစကားတွေဒီအင်ဒိုနီးရှားတို့ဘာလို့ပြင်သစ်တို့ဘာလို့ဒီ TV ကြည့်ပြီးပဲအဲ့လိုပေါ့ TV တင်လိုက်ကြောင်းတင်လိုက်ပေါ့လေအဲ့တော့ကျမတို့အဲ့ဒီစိတ်ကူးလေးနဲ့ပါဘယ်လိုပဲပြောသူတို့အထူးသဖြင့်ဘင်္ဂါလီတွေကပညာမတတ်တော့အမြင်ချင်းမြောင်းတယ်တစ်ဖက်ဆွန်းရောက်တဲ့ဘာသာရေးဆိုင်ရာပုံကိုယ်တွေရဲ့အရှိန်အဝါတက်ရောက်နိုင်တယ်အယူအဆတွေမှားယွင်းနေတယ်ဥပမာဒီမိန်းကလေးတွေဒီအရွယ်ရောက်တာနဲ့ကြောင်းကထုတ်ရမယ်သူတို့ဘာသာကစာသင်ခွင့်မပြုဘူးဆိုတာလုံးဝမဟုတ်ဘူးဆိုအဲ့ဒါမျိုးတွေကိုကျမတို့ပြန်ပြီးပညာပေးသင့်တယ်လို့ကျမတို့မြင်လို့ပေါ့နောက်ပြီးဒီ family planning အတွက်လည်းဒီကလေးတွေဟိုပါပေါ့ကလေးမရစေဖို့တော့မဟုတ်ပါဘူးဒီကလေးတွေကိုကလေးဥယျာဉ်နဲအောင်ပေါ့လေအဲ့ဒါလည်းပညာတတ်ရင်နားလဲလာမှာပါဘာမှဒါငရဲမကြည့်ဘူးပါဘူးဆိုတာလေအဲ့ဒီသဘောနဲ့ပါဘဒူကမှလည်းအတင်းအဓမ္မဟိုပြောလို့လည်းမရပါဘူးဒီကော်မရှင်အနေနဲ့လည်းဟိုပြောရရင်မရှိပါဘူးအဲ့လိုအတင်းအဓမ္မအခုအစီရင်ခံစာတော့ပြီးတော့ပါပြီစမိုင်းတို့လည်းအချိန်တော်ကြာလုပ်လိုက်ရပါတယ်အစီရင်ခံစာထွက်ဖို့ကိုရက်ရွှေ့ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်ဆိုတော့ဒီကနေပြီးတော့နောက်တစ်ဆင့်ကျွန်တော်တို့ဘာကိုမျှော်လင့်လို့ရပါမလဲခင်ဗျအဲ့တော့ရှေ့လျှောက်အရင်ဆုံးကတော့ဒီလူခွင့်ရေးချိုးဖောက်မှုထပ်မရှိအောင်နောက်တစ်ခုကဒီဒုက္ခသည်စခန်းတွေမှာရှိနေတဲ့လူတွေရဲ့နှစ်ဖက်စလုံးကလူတွေရဲ့စာဝတ်နေရေးတို့အဆင်ပြေအောင်အဲ့ဒါတွေအရင်ဆုံးလုပ်ပေးရမယ်နောက်ပြီးဒီထက်မကဒီ medium term ပေါ့လေတာရှည်ဟိုအကြံဉာဏ်ပြုချက်တွေရှိတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲအစောဆုံးဖြစ်ရမှာကတော့ဘာလဲဆိုတော့ဒီလိုဆက်ပြဿနာမကြီးခင်ပေါ့လေတစ်ချက်ကဒီအိမ်နာနီးချင်းနိုင်ငံကထပ်မဝင်အောင်လုံယုံရေးတွေလုပ်ရမယ်တစ်ချက်ကရှိပြီးသားလူတွေကိုနိုင်ငံသားစီစစ်ရမယ်နိုင်ငံသားမဟုတ်ရင်လည်းမဟုတ်တယ်လို့စီမံရမယ်ဟုတ်တယ်ဆိုလို့ရှိရင်လည်းသူတို့နိုင်ငံသားတွေတခြားနိုင်ငံသားတွေမိသည့်ဘာသာပင်မဆိုပေါ့လေခံစားတဲ့အခွင့်အရေးသူတို့အပြည့်ပေးရမှာပေါ့ဒါအဲ့တော့အဲ့ဒါပြက်သားလုပ်ဖို့လိုတယ်အဲ့ဒီတစ်ခုကိုပြက်သားလုပ်ဖို့လိုတယ်နောက်တစ်ခုကနောက်ဆုံးတတိယအချက်ပြောချင်တာနိုင်ငံသားနဲ့တိုင်းရင်းသားကမတူပါဘူးအဲ့တော့ကျွန်မပြောချင်တာဒီဗမာပြည်လုံးမှာရှိတဲ့လူတွေကိုလည်းပြောချင်တယ်ဒီအယူလွဲမားတဲ့တချို့တွေရှိရင်ရှိမယ်သူတို့ကိုတိုင်းရင်းသားဖြစ်အောင်လုပ်ပေးတဲ့တယ်ဆိုတာအဲ့ဒါတော့ဘယ်နည်းနဲ့မဆိုပြည်သူလူထုနဲ့နိုင်ငံတော်ရဲ့ဥပဒေအရတော့မဖြစ်နိုင်ပါဘူးမဖြစ်နိုင်တော့အဲ့ဒီကိစ္စပဲညင်းနေတော့မပြီးတော့ဘူးဆိုတော့ဘင်္ဂါလီလူမျိုးတွေတိုင်းရင်းသားမဟုတ်အဲ့တော့သူတို့ခေါ်တဲ့ရိုဟင်ဂျာကလည်းနိုင်ငံကအတိမပြုတ်ထားတဲ့နာမည်မဟုတ်ဘူးအဲ့တော့နိုင်ငံသားဖြစ်ချင်တော့ထုံးစံရှိပါတယ်အဲ့ဒီနိုင်ငံတစ်ခုရဲ့အတိမပြုတ်ထားတဲ့နိုင်ငံသုံးရပါတယ်စကားသုံးရပါတယ်နိုင်ငံကအတိမပြုတ်ထားတဲ့အခေါ်ပေါ်သုံးရပါတယ်ဒီလိုပါပဲဒါကတော့တမင်ရိုးကြပါပဲနော်